နေမင်းကြီးပူပြင်းတဲ့အချိန်တိုင်းမှာရိတ်တစ်ခုလိုအမြဲတမ်းအနာရှိခဲ့သူလောကရဲ့မုန်တိုင်းတွေတိုက်ခတ်လာလေရင်နွေးနွေးနဲ့စီးကြိုကကာကွယ်ပေးသူအမေဟာကျွန်တော်တွေ့တော့စကြဝဠာတစ်ခုပါအမေမြတ်တာတိုင်းနာလို့မရနိုင်တဲ့အနန္တပင်လယ်တွေခန်းချောက်သွားလေမကုန်နိုင်တဲ့တန်ရောစေသာသမီထွက်ဆိုရာရာကိုစတေးဝင်သူဒီကဘာမှာအလားဆုံးနဲ့သမီးဟာအမေပါပဲလူလာမြောက်လို့အတောင်ပန်ဆုံးတဲ့အခါမှာအဝေးတနေရာကိုပြန်တန်းသွားခဲ့ရင်တော့အမေစုတောင်းတန်တွေကအမြဲတမ်းရန်တာဖြစ်လို့ပင်ပန်းနွမ်းနေတဲ့အခါတိုင်းမှာပြန်နာကိုရစခန်းကတော့အမေရင်ခွင်ပါပဲတောင်းပါရဲ့အမေမသိတော့လေခဲ့တဲ့အချိန်တွေအတွက်ကျေးဇူးတင်ပါလေကျေးဇူးပါရဲ့အမေစောင်းစားမဲ့တဲ့ဒီယူဆိုင်မှုတွေချမ်းသာပါစေတရှိပါစေတာတိုင်းနာလို့မရနိုင်တဲ့အနန္တပင်လယ်တွေခန်းချောက်သွားလေမကုန်နိုင်တဲ့တန်ရောစေသာသမီထွက်ဆိုရာရာကိုစတေးဝင်သူဒီကဘာမှာအလားဆုံးနဲ့သမီးဟာအမေပါပဲနောင်ဘဝစတိုင်းမှာလေအမေရဲ့သားသမီးပဲဖြစ်ခွင့်ရပါရစေ